All for One ရဲ့အတိတ်တစ်ခုကိုပြန်မြင်နေရပုံနဲ့အစပြုထားပါတယ်။လမ်းပေါ်မှာဒဏ်ရာတွေနဲ့ပြည့်နေတဲ့အင်ဂျီယာမဲ့အမျိုးသမီးတစ်ယောက်ကိုလင်မယားဆောင်တွေကလမ်းလျှောက်လာရင်မြင်လိုက်ကြရတယ်။သူတို့ကူညီဖို့ကြိုးစားခဲ့ပေမဲ့အယံမူးနေတဲ့အမျိုးသမီးဟာပလင်းနဲ့ပြစ်ပေါက်ပြီးထွက်သွားဖို့ပြောတာပဲခံလိုက်ကြရတယ်။သူမပိုက်ထဲမှာတော့ဖျဲသီးအကြီးကြီးတစ်လုံးတို့ကိုဝင်ကြီးရှိနေခဲ့ပါတယ်။အဲ့ဒီပိုက်ထဲမှာရှိနေခဲ့တာကကျင်းစာတဲ့ကလေး2ယောက်ပါပဲ။ဒီအမျိုးသမီးဟာကိုတောင်တေးချမဆောင်ရှောက်နိုင်တာကြောင့်အပြင်ကိုထွက်လာတဲ့အခါကတောင်းကနေဖြစ်ရက်တွေဖန်တီးတော့မဲ့ကလေး2ယောက်ကိုဂယုစိုက်ပေးဖို့မဖြစ်နိုင်ဘူးဆိုတာမြင်ယုံနဲ့တင်သိတာနေတာပါ။တိတ်မကြခင်မှာပဲတစ်ကမ္ဘာလုံးမှာစွမ်းအားရှိတဲ့ကလေးတွေနေရာတိုင်းမှာပေါ်ပေါက်လာခဲ့တယ်။တချို့ကမွေးဖွားလာကြတဲ့ကခရစ်စမတ်မီးသီးတွေလိုတောက်ပနေကြတယ်။တချို့ကတော့ပြိုးဝဝင်အရွယ်ရောက်ချိန်မှသာသူတို့စွမ်းအားတွေကိုဖွင့်ထုတ်ချပြနိုင်ခဲ့ကြတယ်။ဒီလိုစွမ်းအားရှိသူတွေအသီးသီးပေါ်လာခဲ့ပြီးတဲ့နောက်မှာတော့လူအဖွဲ့အစည်းဟာစွမ်းအားရှိသူနဲ့စွမ်းအားမဲ့တွေဆိုပြီးနှစ်ပိုင်းကွဲလို့သွားခဲ့တော့တယ်။စွမ်းအားမဲ့သူတွေချင်းစုစည်းပြီးစွမ်းအားရှိသူတွေကိုတိုက်ခိုက်ဖို့အတွက်ဂိုင်းတွေအသီးသီးဖွဲ့ခဲ့ကြပါတယ်။အဲဒီလိုဖွဲ့ထားတဲ့ဂိုင်းတစ်ခုကဘယ်ကမှမသိတဲ့ကလေးတစ်ယောက်ရောက်လာတာကိုမြင်ရတယ်။ဘာမှမသိတဲ့ကလေးမို့ကူးစက်ရောဂါများရှိနေမလားဆိုပြီးလူတွေကလစ်လျူရှုဖို့ကြိုးစားခဲ့ကြပေမဲ့ဒီကလေးဟာလူတွေအားလုံးကိုစူးကျွန်းတွေနဲ့တိုက်ခိုက်ပြီးတပ်ပစ်လိုက်ပါတော့တယ်။ဒါဟာသူ့အမေစီကဆဆဦးဆုံးခိုးယူခဲ့တဲ့အစွမ်းတစ်ခုပါ။အဲ့ဒီကလေးဟာမွေးကလေးကအတ္တသိပ်ကြီးပြီးအရာအားလုံးကိုသူ့အပိုင်ဖြစ်ချင်တာပါ။တအိမ်ထဲမှာရှိနေကလေးကအာဟာရဩဇာဓာတ်အားလုံးကိုသူကပဲအကုန်ဆုပ်ယူခဲ့တာမို့သူ့အမွှာညီလေးဟာလုံလောက်အာဟာရမရခဲ့ပဲပိန်လှီလေးနဲ့သာဖြစ်နေခဲ့ပါတယ်။မိခင်တို့ကိုစိုးတဲ့နေရာမှာတော့သူ့အမွှာညီလေးကိုမသေးုံတမဲသာစိုးစေပြီးအာဟာရအားလုံးကိုသူတယောက်တည်းကပဲရယူပါတယ်။ဒါကြောင့်သူ့အမွှာညီဖြစ်သူဟာပိန်လှီလို့နေခဲ့တာပါ။သူကလူတွေကိုတိုက်ခိုက်အနိုင်ကျင့်ရတာကိုသဘောကျပြီးသူညီလေးကတော့ဒီလိုအဖြစ်မျိုးတွေကိုမြင်ရရင်တားဆီးလေးရှိပါတယ်။ဒါပေမဲ့လည်းတားဆီးမှုကအသုံးမဝင်ပဲအမြဲတမ်းလက်သီးထိုးလေးကျင်းတဲ့တဲ့အိတ်တစ်ခုလိုအရိုက်ခံရတော့တာပါပဲ။ညီလေးဖြစ်သူနာမည်ကယိုအီချီလို့ခေါ်ပြီးအေးဆေးဆေးနေကျင်တဲ့သူတစ်ယောက်ပါ။စာဖတ်နိုင်ဖို့ကိုလည်းကိုယ့်ဘာသာနီလန်းရှာသင်ယူခဲ့ပြီးနောက်တစ်ချိန် all for one ဖြစ်လာမဲ့ဇန်ကတော့အမြဲတမ်းလူတွေကိုလိုက်တိုက်ခိုက်ပြီးအစွမ်းတွေခိုးယူလေးရှိပါတယ်။ယိုအီချီကတော့သူဖတ်တဲ့ရုပ်ပြစာအုပ်တွေကလို့သူရဲကောင်းတစ်ယောက်ဖြစ်ချင်ခဲ့ပြီးဇန်ကတော့လူတိုင်းကိုလွှမ်းမိုးချုပ်ကိုင်နိုင်တဲ့နတ်ဆိုးဘရင်ဖြစ်ချင်ပါတယ်။ဒီလိုနဲ့3နှစ်ကြာခဲ့ပြီးတဲ့နောက်မှာဇန်ဟာမီးသီးကြီးလိုတောက်ပနေပြီးလေးပေါ်ပြန်လို့အိမ်ပြန်ရောက်လာခဲ့တယ်။သူ့ကိုတတ်ဖို့ကြိုးစားခဲ့တဲ့လူတွေအများကြီးကိုတတ်ပြီးသူတို့ရဲ့စွမ်းအားတွေကိုခိုးယူခဲ့တဲ့ဆိုပြီးကြွားဝါခဲ့ပါတယ်။ရုပ်ပြတစ်ခုထဲမှာပါတဲ့အတိုင်း all for one for all ဆိုတဲ့စကားစုလေးအတိုင်းသူ့နာမည်ကို all for one လို့ပေးလိုက်ပြီးသူ့ညီကိုတော့ one for all ဆိုပြီးနာမည်ပေးခဲ့ပါတယ်။သူ့အဆိုအရသူ့ညီလေးယိုအီချီဟာသူ့ကိုကြောက်ရွံ့မှုကြောင့်အစီကံလုပ်တယ်လို့ပဲတခြားသူတွေကိုလည်းသူ့အစီကံလုပ်စေမယ်။နတ်ဆိုးဘရင်လိုမျိုးအားလုံးကယိုကျိုးကြောက်ရွံ့စေရမယ်တဲ့။နှစ်ပေါင်းများစွာကြောင်းအထိဆန်ဟာဒီအိမ်မက်ကိုအမှန်တကယ်ဖြစ်လာဖို့ကြိုးစားပါတယ်။ဒါပေမဲ့ယိုအီချီကတော့သူ့အကိုရဲ့အကြံကိုသဘောမတူပါဘူး။ဒီလိုနဲ့တနေ့မှာ all for one ဟာသူ့ညီနဲ့အကိုက်ညီဆုံးဖြစ်မဲ့စွမ်းအားတစ်ခုရှာတွေ့ပြီးဆိုပြီးယိုအီချီညှင်းဆန်နေတဲ့ကြားကအတင်းပေးလိုက်ပါတယ်။အဲဒီနောက်ဂူဒိုနဲ့ဘော့စ်တို့2ယောက်ဟာယိုအီချီနေတဲ့နေရာကိုဝင်စီးပြီးယိုအီချီကိုကယ်ထုတ်ဖို့ကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ဆန်ကတော့သူတလောက်ကောင်းပေးလျက်နဲ့သူ့ညီကဘာလို့ပြေးနေတာလဲဆိုတာကိုနားမလည်နိုင်ပါဘူး။ဒါကြောင့်ဒေါသထွက်ပြီးမင်းကငါနဲ့မနေဘူးဆိုရင်တေးလိုက်ဆိုပြီးသူ့ညီကိုဖုံမုတ်ဖြစ်သွားအောင်အစွမ်းနဲ့ပြစ်လိုက်ပါတယ်။ကိုတို့ကအဲ့ဒီအဖြစ်အပျက်ကိုမြင်လို့သွေးပြတ်တယ်လို့ခံစားလိုက်ရပြီးအဲ့ဒီနေရာကနေလွတ်မြောက်ခဲ့ပါတယ်။နောက်တော့ဇန်ဟာသူ့ယိုအီချီကိုပေးခဲ့တဲ့စွမ်းအားဟာယိုအီချီတေဆုံးသွားတဲ့အခါမှာသူ့စီပြန်မရောက်လာပဲထူးထူးခြားခြားပျောက်ဆုံးနေခဲ့တာကိုသတိထားမိလိုက်တယ်။ပြီးတော့သူအမတ်တရအနေနဲ့ခြံထားခဲ့တဲ့ယိုအီချီရဲ့လက်ပြတ်ကိုတင်ထားလိုက်ပါတယ်။အဲ့ဒီလက်ပြတ်ဟာရှီဂါယာဂီမျက်နှာပေါ်မှာအမြဲတမ်းအုပ်ထားခဲ့တဲ့လက်ပြတ်ပါပဲ။ကူဒိုဟာယိုအီချီနဲ့ထိတွေ့မှုဖြစ်ပြီးတဲ့အခါမှာမျိုးရိုးလိုက်တဲ့အစွမ်းတစ်ခုကသူ့ကိုယ်ထဲမှာပေါ်လာခဲ့တယ်။ဒီအစွမ်းဟာမျိုးရိုးလိုက်လာတဲ့အစွမ်းတစ်ခုဖြစ်ပြီးယိုအီချီသေဆုံးပြီးတဲ့နောက်မှာ
ကူတိုရဲ့ကိုယ်ရဲကိုချက်ချင်းစီးဆင်းသွားတာပါဇန်ဟာသူ့ညီကိုပေးခဲ့တဲ့အစွမ်းဖြစ်တဲ့ one for all ကိုပြန်ရဖို့ကြိုးစားခဲ့ပေမဲ့လမ်းစားပြောင်းနေတာကြောင့်ယူသွတလို့ဖြစ်နေပြီးအစွမ်းပိုင်ဆိုင်တဲ့သူတွေနဲ့နှီးစပ်သူအလုံးကိုတုတ်တင်ပစ်ခဲ့ပါတယ်အမျိုးသမီးတွေကလေးတွေတောင်မချမ်းဘူးဘာကူကိုရဲ့မျက်လုံးတွေက all for one ကိုကူတိုကိုတတိယနေစေပါတယ်။ဒါကြောင့်သူအယံကိုမုန်းတီးစိတ်ကြောင်ခြောက်သားတွေဖြစ်လာပြီးဘာကူကိုတက်ပစ်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်။ပြီးတော့သူ့ရဲ့ all for one စွမ်းအား100ရာနှုန်းကိုဘာကူကိုစီကိုထုတ်လွှတ်လိုက်ပါတယ်။ All Might ကဘာကူကိုစွတ်ခွာပြေးဖို့အော်ပေမဲ့ဘာကူကိုကတော့မပြေးပါဘူး။အစွမ်းလိုင်းကြီးကသူ့စီကိုတက်လာနေပေမဲ့ဘာကူကိုကအားလုံးကိုကောင်းကင်ရန်အထိလွှမ်းဆန်သွားအောင်ဖောက်ခွဲပစ်လိုက်မယ်လို့အော်ဟစ်လိုက်တယ်။ဒါပေမဲ့ All for One ရဲ့ပုံစိုးပန်းစိုးခန္ဓာကိုယ်ကြီးဟာဘာကူကိုအနားကိုမရောက်ခင်မှာပဲရပ်တန့်သွားခဲ့တယ်။ဘာလို့လဲဆိုတော့ဘာကူကိုဟာအစောပိုင်းအချိန်တွေကသူ့ရဲ့ပောက်ကွဲစေတဲ့အစွမ်းတွေကိုမိုးရေစက်တွေထဲမှာသူ့ဝှက်ထားပြီး All for One ရဲ့ဝမ်းထဲကိုဝင်သွားစေခဲ့တာမို့လို့ပါ။ဒါတွေကို All for One တိုက်ခိုက်တဲ့အချိန်အလုံးကိုဖောက်ခွဲလိုက်ပြီး All for One ရဲ့တိုက်ခိုက်မှုကိုရပ်တန့်စေနိုင်ခဲ့တာပါ။အဲဒီနောက်မှာတော့ပြင်းထန်ကြီးမားတဲ့ Howitzer Impact ကိုပြစ်လွတ်လိုက်ပြီးကောင်းကင်ကိုယ်တောင်မီးရှူးမီးပန်းတွေကျဲထားလိုက်တယ်လို့ဖြစ်သွားစေခဲ့ပါတယ်။အဲဒီပောက်ကွဲမှုအရှိန်ကြောင့် All for One ကြီးဟာသူပိုင်ဆိုင်ထားသမျှအစွမ်းတွေအားလုံးရဲ့ပိုင်ရှင်ဝိညာဉ်တွေကိုမြင်လိုက်ရပြီးသူတို့အားလုံးကသူ့ကိုနှုတ်ဆက်သွားကြပါတယ်။ဆိုလိုတာကဒီပြင်းထန်တဲ့စွမ်းတက်ရောက်မှုကြီးကသူခိုးထားသမျှအစွမ်းတွေအားလုံးပြက်ပြေးသွားပြီးပိုင်ရှင်စီပြန်ရောက်သွားပြီးဆိုတာပါပဲဘာကူကိုကအဆုံးသတ်တိုက်ခိုက်မှုတစ်ခုနဲ့ All for One ကိုအဆုံးသတ်ပေးလိုက်ပါတယ်အဲဒီနောက်မှာတော့ All for One ဟာစွမ်းအားတွေအားလုံးကိုဆုံးရှုံးရပြီးမီးတောက်တွေထွက်နေတဲ့ခလေးတယောက်အသွင်ကိုပြောင်းသွားပါတယ်စကားပြောဖို့ကြိုးစားလိုက်တော့လေဥဝဲလို့ပဲထွက်လာပါတော့တယ်ဘာကူကိုရဲ့အခြေအနေကလည်းဒီခလေးလေးနဲ့ရင်ဆိုင်ရချိန်မှာမဟန်တော့ပါမတ်တက်တောင်အနန္တန်ရက်နေရတာမျိုးဒီအခြေအနေကိုအခွင့်ကောင်းယူပြီး All for One ကဗဇက်ထဲကအချွန်တစ်ခုနဲ့တိုက်ခိုက်လိုက်ပေမဲ့ဘာကူကိုကတော့အချွန်ကိုဗဇက်နဲ့ကိုက်ချိုးလိုက်ပြီး All for One ကိုပောက်ကွဲစေလိုက်တော့တယ် All for One ကြီးအဆုံးသတ်သွားပါပြီသူခိုးထားသမျှအစွမ်းတွေအားလုံးမူရင်းပိုင်ရှင်တွေစီပြန်ရောက်ပြီးဝိညာဉ်တွေလည်းအေးချမ်းနိုင်သွားကြတော့တာပေါ့ဘာကူကိုကလည်းလဲကျသွားရင်ရှေ့ရွတ်လိုက်တယ်မီဒိုရီယာအီဇူကူစူးစားထားတဲ့